ဒီနေ့မှာတော့950စက်တော်တွေကလူကြိုက်အများဆုံးနဲ့စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်တဲ့ကုသစက်တော်ကိုအပိုင်း၄ပိုင်းခွဲပြီးပြောပြပေးပါမယ်။ဒီစက်တော်ကတော့အချစ်ကြောင့်ပင်ပန်းဆင်းရဲရပုံနဲ့ဖျားလောင်းရဲ့ဝီရိယပါရမီကိုထင်ထင်ရှားရှားတွေ့မြင်ရမှာပါ။မိတ်ဆွေတို့ကြိုက်နေတဲ့ရင် like and subscribe နှုတ်ပေးခြင်းထက်နောက်ထပ်အသစ်ဇလန်းတွေလည်းနားဆင်နိုင်ပါလိမ့်မယ်။ကုသစက်တော်တိမျက်နှာချင်းမဆိုင်ရတဲ့အချစ်ကုသသူမင်းဟာသူ့ရဲ့ရုပ်ဆိုးမှုကိုသိနေတဲ့အတွက်ပပဝရီမင်းသမီးကိုအမှန်အတိုင်းပြဖို့တတိမရှိခဲ့ပါဘူး။ဒါကြောင့်မိခင်ဖြစ်တဲ့မိဖုရားကြီးကအကွက်ကြကြစီစဉ်ပေးခဲ့ပါတယ်။မင်းသမီးကိုငါတို့တိုင်းပြည်ရဲ့ထုံစံအရအိမ်ရှိမင်းသမီးဟာကိုဝင်မရမချင်းလင်းယောက်ျားရဲ့မျက်နှာကိုနေဘက်မှာမကြည့်ရဘူးလို့လိန်ပြောထားခဲ့ပါတယ်။ဒါကြောင့်သူတို့နှစ်ဦးဟာညမောင်မှတာတွေ့ကြရပြီးမင်းသမီးကမင်းသားဟာအတန်တာပြီးကျင်တာတတ်သူလိုပဲထင်မှတ်နေခဲ့တာပါ။နဲ့ချောင်းကြည့်ရာကစကျင်တဲ့ပြဿနာကြာလာတော့မင်းသမီးဟာတည်ခြင်းစိတ်ကိုမအောင်နိုင်တော့ပါဘူး။ဒီနေ့မှာတော့သူမဟာမင်းသားအိပ်ပျော်နေစဉ်သို့မဟုတ်အတူရှိနေစဉ်မှာမိအင်္ဂလိပ်နဲ့ခိုးကြည့်လိုက်တဲ့အခါသူမမျောလင့်ထားတဲ့မင်းသားကျော်မဟုတ်ပဲမျက်နာကအမတန်ရုပ်ဆိုးနေတဲ့ကုသသူမင်းသားကိုမြင်သွားပါတော့တယ်။မင်းသမီးဟာလန့်ဖြက်ပြီးငါ့ကိုဘလူးကြီးနဲ့ပေးစားထားတာလားဆိုပြီးအကြီးအကျယ်စိတ်ပြက်သွားပါတော့တယ်။သို့မင်းသမီးဤထွက်ပြေးမှုစိတ်နာသွားတဲ့ပပဝရီမင်းသမီးဟာညာတွင်ချင်းမဲ့သူမရဲ့မိဘရီရှိတာတာကလပြည်ကိုပြန်ပြေးသွားပါတယ်။ဒီနေရာမှာမင်းသားရဲ့အချစ်ကစတင်တာပါ။မင်းသားဟာမင်းသမီးနောက်ကိုတယောက်ထဲလိုက်သွားပါတယ်။ဒါပေမဲ့မင်းသားအနေနဲ့မသွားပဲတာမန်လူတယောက်လိုသွားခဲ့တာပါ။လီအနှိမ့်ချဆုံးနေရာကနေတက်သေးပြိုးခြင်းမင်းသားဟာမင်းသမီးရဲ့နန်းတော်နာမှာကပ်ပြီးအလုချမ်းတွေဝင်လုပ်ပါတယ်။အိုးတရံတွေဘဝသူလှုပ်တဲ့အိုးလေးတွေမှာမင်းသမီးနဲ့သူ့ပုံလေးတွေကိုထုလုပ်ပြီးနန်းတော်ထဲပို့ပါတယ်။မင်းသမီးကအိုးကိုမြင်တာနဲ့ဒါဟိုရုပ်ဆိုးကြီးလက်ရပဲဆိုပြီးခွဲဖြစ်ပါတယ်။ဟင်းချက်သမားဘဝမင်းသားကဟင်းချက်လက်အခါရနံ့ကတနန်းတော်လိုငွေကွိုင်နေပါတယ်။မင်းသမီးစားကြည့်တဲ့အခါအရသာကထူးခဲလို့သူ့လက်ရမှန်တည်ပြန်ပါတယ်။ဒါပေမဲ့မင်းသမီးကတော့စိတ်မာဆဲပါ။မင်းသားကသူမရှိမှတင်ရေခတ်ပြထင်းခွေပြပေနဲ့မင်းသမီးကတော့လောင်ပြောင်လေးဟဲ့ပါတယ်။သို့တီးခံခြင်းနဲ့ဝီရိယမင်းသားကမင်းသမီးကိုရုပ်ဆိုးလို့ဆိုပြီးနှိမ်ချဆက်ဆံတယ်နှင်းထုတ်တယ်ဒါပေမဲ့မင်းသားကစိတ်မပြည့်ပဲသူမစားမဲ့ဟင်းကိုကိုလိုက်ချက်ပေးတာပန်းတောင်ရက်ပေးတာတွေနဲ့ဝတ်ပူဟဲပါနဲ့နောက်ဆုံးမှာပြည်ပကမင်းသားတစ်ခုနှစ်ယောက်ကမင်းသမီးကိုလာတိုက်တဲ့အခါဖျားလောင်ကုသသူမင်းသားကတူးတဲ့နဲ့ရန်သူအားလုံးကိုချောင်းလန့်နေနေပေးခဲ့ပါတယ်အောင်မင်းမှုမင်းသားရဲ့စွမ်းရည်နဲ့စိတ်ရင်းကိုတည်သွားတဲ့အခါမှာတော့ပပဝရီမင်းသမီးကမင်းသားကိုပြန်လဲလက်ခံပြီးနှစ်ဦးသာပျော်ရွှင်စွာပေါင်းသင်ခဲ့ကြပါတယ်။မှတ်သားစရာသင်ခန်းစာရုပ်ထက်စိတ်ကအရေးကြီးလေရုပ်ရည်ဟာအမြဲမတည်မြဲပြီမဲ့အရေးအချွေးနဲ့စိတ်နှလုံးကောင်းမှုကသာတကယ်တန်ဖို့ဖြစ်ပါတယ်။နင်းဆွဲလုံလကိုလိုချင်တဲ့ပန်းတိုင်သူမဟုတ်ချစ်ချင်းမြတ်တာအတွက်ဘလောက်ပဲအနေခံရပါစေဇွဲမလျှော့ပဲကြိုးစားရင်အောင်မြင်နိုင်ပါတယ်။